မင်္ဂလာမန္တလေးမိသားစုမှာနှစ်စဉ်ကျင်းပလာတဲ့မင်္ဂလာမန္တလေး17နှစ်ပြည့်အထိမ်းအမှတ်နှင့်တရုတ်နှစ်တကူစတူဒီတာအလူကို2026ခုနှစ်ဖေဖော်ဝါရီ25ရက်နေ့နေ့လယ်3နာရီတွင်မင်္ဂလာမန္တလေး promotion area မှာစီကားစွာကျင်းပခဲ့ပါတယ်။အဲ့ဒီတော့လူဦးရေ4000ကိုစတူဒီတာအဖြစ်လှူဒန်းတဲ့ပြီး New Starlight Construction Company Limited ရဲ့ဦးဆောင်မှုနဲ့မိတ်ဖက်ကုမ္ပဏီများကလည်းအချိုရည်မုံခောက်ဆွဲငါးတစ်သားရေသက်နဲ့ကူပုံများကိုပေးရကူညီခဲ့ကြပါတယ်။ဒီနေ့ပွဲလေးရတော့ပေါ့နော်ဒီ Rose ကနေပြီးတော့မှဒီမင်္ဂလာမန္တလေးရဲ့ဒုတိယပွဲတိုင်းမှာအမြဲတမ်းပါဝင်ဖြစ်တယ်။မင်္ဂလာမန္တလေးရဲ့17နှစ်ပြည့်ပွဲလေးလည်းဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ဖက်တစ်လမ်းနေပြီးတော့မှပေါ့နော်ပါဝင်အားဖြည့်တာဖြစ်ပါတယ်။လူကြီးရေ4000တာဖြစ်ပါတယ်ဒီနေ့ကရန်ကုန်ဝမ်းသာပီတိဖြစ်ရတယ်ပေါ့နော်ဒီလူခံတဲ့ပုံကိုယ်တွေရှိတယ်ကိုတွေကလူလို့ရတယ်ပေါ့နော်အဲ့အတွက်ဒီထက်မကလည်းအများကြီးတော့ပို့ပြီးတော့လူတန်းချင်ပါတယ်လူနိုင်ဖို့လည်းကြိုးစားပါမယ်ပေါ့နော်လူခံပုံကိုယ်တွေလည်းအများကြီးပဲမနဲ့စောကြီးကလေးကိုသူတို့မှတန်းစီထားတာလေအဲ့အတွက်အများကြီးလည်းရတယ်ကျမတို့ရဲ့မုံလေးကတော့မုံတိုင်းမှာပေါ့နော်မုံတိုင်းကတော့မုံကျွတ်တွေမီစကစ်တွေကုကီးတွေမရွေးတွေဝေဖာတွေပေါ့နော်အမျိုးစုံထုတ်လို့ဖြန့်ပြီးရောင်းချပါတယ်ဂိမ်းမုံနဲ့ပါမုံကတော့အသက်ထက်တိုးထားတဲ့ item တွေဖြစ်ပါတယ်ပေါ့နော်ဒီမင်္ဂလာမန္တလေးရဲ့17နှစ်ပြည့်ပွဲမှာRose မုံတိုင်းနဲ့မကဘဲနဲ့ Rose Gems and Jewelry အနေနဲ့ရေဒနာဆိုင်အနေနဲ့လည်း main sponsor အနေနဲ့ပါဝင်ပြီးတော့မှအားဖြည့်ထားပါတယ်ရှင်ရေဒနာဆိုင်ရဲ့လိပ်စာကတော့38လမ်း9နဲ့80ကျမ်းမှာဖြစ်ပါတယ်ဒီ Rose မုံထုတ်လို့ရေးစက်ရုံတွေကတော့စက်မှုတက်တယ်မှာဖြစ်ပါတယ်ရှင်ဟုတ်ပါဘူး